ကိုချစ်သူကောင်းလေးဒါမှမဟုတ်လို့ရှိရင်ကိုရဲ့အိမ်တော်ပဲအမျိုးသားဖြစ်စေအမျိုးသမီးဖြစ်စေဘာလို့လို့ကိုပေါ်အကောင့်အမြင်ကိုအမြင်မကြည့်ဘူးဆိုလို့ရှိရင်ပြုလုပ်ရမယ်ရတဲ့လေးကိုစမပြပြပါမယ်။ဘာလို့လဲဆိုတော့ကြောက်ပြုံးနှလုံးရဲ့ကြွေးပကံလုံးဖြူလေးတစ်လုံးရင်ပဲလို့ပါတယ်။ပြုလုပ်ရမယ့်ရတဲ့ကတော့ကိုချစ်သူရဲ့မွေးနေ့ဟိုမှာတင်းတင်းလာရင်ကသူကဘာနေတာလဲဘာနေသမီးလဲသိရင်ပြုလုပ်လို့ရပါပြီ။ကိုချစ်သူရဲ့မွေးနေ့မနက်9 နာရီသို့မဟုတ်ည9 နာရီမှာပေါ့နော်ကြောက်ရုံနှလုံးကိုကြွေပကံလုံးအဖြူလေးတွေကိုထည့်ရပါမယ်ကြွေပကံလုံးကတော့ဖြူပဲသုံးလို့ရပါမယ်အခြားအရာတွေသုံးလို့မရပါဘူးကြွေပကံလုံးကိုထည့်ကိုဖြစ်ချင်တဲ့ဆန္ဒတွေဆိုတာကိုကိုအကောင်းမြင်ပါစေကိုကိုချစ်ခင်ပါစေအဲ့လိုချစ်ပါစေအဲ့လိုမျိုးကိုရှင်ထဲမှာရှိတဲ့အရာတွေကိုထူတောင်းလို့ရလို့ရှိရင်တို့နေထိုင်တဲ့အိမ်ရဲ့တက္ကမကြီးရဲ့ညာဘက်အိမ်အပြင်ဘက်မှာဖြစ်စေအိမ်အတွင်းထဲမှာဖြစ်စေ9 ရက်တိတိထားပေးရပါမယ်9 ရက်ပြည့်တဲ့နေ့အဲဒီကြောက်ကြောက်နှလုံးကိုယူစက်ကူဖြူသို့မဟုတ်တ िश ူးဖြူလေးနဲ့ပတ်ပြီးွားရင်လမ်းလေးကွာဆုံးသို့မဟုတ်မိမိတို့ရဲ့အိမ်အပြင်ဘက်မှာရှိတဲ့အမှိုင်ပုံတစ်ခုရဲ့ကိုငါတော့အမြင်နေတဲ့မကောင်းတဲ့အတွေးတွေစိတ်ကူးတွေမကောင်းတဲ့ energy တွေပါဝါပါစီဆူတောင်းပြီးတော့အဲကြောက်ကြောက်ကိုနောက်ပြန်ဖြစ်ခဲ့ပါတခုတတိထားရမှာကကိုဆုံးပြခဲ့တဲ့အရာတွေကိုနောက်ပြန်လက်မကြည့်ဘူးတော့တတိပြုရပါမယ်ကြွေပကံလုံးအဖြူလေးကတော့ပြန်ပြီးတော့တေချာစိတ်ကြောတန့်စင်ပြီးတော့သုံးလို့ရပါတယ်အဲဒီဟာကတစ်ချိန်ပဲပြုလုပ်ရန်လုပ်ပါတယ်45 ရက်အတွင်းမှာပေါ့နော်ထူးထူးခြားခြားတီးတီးတာတာလေးကိုချစ်သူပြောင်းလဲလာပါလိမ့်မယ်ဗီဒီယိုကြရင်ဘယ်လိုရရလေးသိချင်လဲဆိုတော့လည်းရေးပေးခဲ့ပါအောင်ရှင်တော့ဒါတော့ဖြစ်စီပေးနေဖြစ်စီမေးချင်တယ်ဆိုလို့ရှိရင်တော့ဆရာမရဲ့ Fiverr နံပါတ်စိတ်နာကြည့်နေပြီးရင်လာမေးလို့ရပါပြီ